ခွဲခွာလို့ထွက်သွားတဲ့ထာဝရဖာရဲ့ရင်ခွင်တော်စီကိုလုံးငယ်တဲ့ရဲ့တွေကိုပြန်မြင်အောင်ကြည့်ရင်ခိုင်မာတော့ယုံကြည်ခြင်းသစ္စာဘီနီရဲ့ကိုစင်လေးထားကနောက်ဆုံးထွက်တဲ့ဒီသက်ရှင်အသေးကနေရဒီလိုချိန်မျိုးမှာချစ်တဲ့မိသားစုကိုသူခွဲခွာလို့ထွက်ပါတယ်ထာဝရဖာရဲ့ရင်ခွင်တော်စီကိုကိုလုံးငယ်တဲ့နေရတွေကိုပြန်မြင်အောင်ချီရင်ခိုင်မာတော့ယုံကြည်ခြင်းသစ္စာဝိညာဉ်ရဲ့ကိုစင်လေးထားကနောက်ဆုံးထွက်တဲ့ဒီသက်ရှင်သွားI'm